ဒဏ်ရာပြဿနာကအာဆင်နယ်စူပလာမျှော်လင့်ချက်ကိုထိခိုက်နိုင်တယ်။ဘလုံးချက်သမားတို့ကျမတို့ရဲ့1 million channel နဲ့ပြန်လည်ကြည့်ရှုလိုက်ပါမယ်။ဒဏ်ရာစင်းမှာကစားသမားတွေများပြားလာမှုကအာဆင်နယ်အသင်းရဲ့စူပလာမျှော်လင့်ချက်တွေကိုအနေနဲ့များထိခိုက်စေနိုင်တယ်လို့အာဆင်နယ်နည်းပြအာဒီတာဝန်ခံလိုက်ပါတယ်။အာဆင်နယ်အသင်းက FA Plus စတုဒ္ဒဆင်မှာဝီကန်အသင်းကို၄ ဂိုးပြတ်အနိုင်ယူပြီးပြင်ဆင်မဆင့်ကိုတက်သွားခဲ့တယ်ဆိုပေမဲ့နောက်ကလူကာလာဖီအိုရီကပွဲကြိုလေးကျင်းမှုမှာဒဏ်ရာရခဲ့တယ်လို့နောက်ကလူဘန်ဝိုက်ကလည်းဒုတိယပိုင်းမှာဒဏ်ရာရခဲ့တာဖြစ်ပါတယ်။အသင်းကောင်းဆောင်ကွင်းလဲလူအိုတီကတ်ကဂျာတာရင်းညာကဘရန်ဖို့အသင်းနဲ့တကိုးစီတည်ရကြတဲ့ပွဲမှာရတဲ့ဒဏ်ရာကြောင့်ဝီကန်အသင်းနဲ့ပွဲမှာပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။တိုက်စစ်မှုခိုင်ယာဗတ်ကဒဏ်ရာကြောင့်အခုလကုန်ပိုင်းအထိနားရမှာဖြစ်တယ်လို့ကွင်းလဲလူမီရီနိုကလည်းခြေပွားဒဏ်ရာကိုခွဲစိတ်ကူတာမှုခံယူခဲ့ရလို့အခုရသည့်ကုန်ထိအနားယူမှာဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းနီးပြအာဒီတာကအာဆင်နယ်တင်းရဲ့လူစင်းအားနည်းလာမှုပေါ်စိုးရိမ်နေပြီးတော့ကစားသမားတို့ပြန်ကောင်းလာဖို့ကိုမျှော်လင့်ထားတယ်လို့ပြောသွားတာဖြစ်ပါတယ်။ပရီးမီးယားလိအမှတ်ပေးစရာမှာတတိယနေရာကမန်စီးတီးတင်းကို၄ မှတ်ဖြတ်ထားတဲ့အာဆင်နယ်တင်းကလာမယ့်ဗုဒ္ဓညမှာတန်းစင်းစုံနဲ့အဝူတင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးလာမယ့်တစ်ပတ်မှာတော့စပါးတင်းနဲ့မြောက်လန်ဒန်ဒါဘီပွဲကိုကစားဖို့ရှိနေတာဖြစ်ပါတယ်။